အမေရိကန်အစိုးရကဖုံးကွယ်ထားတဲ့ဂျိုသားတွေအကြောင်းကိုအခုလိုဖွင့်ချလာတဲ့သမ္မတဟောင်းအိုဘားမားပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီငါချက်နေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့လူသားတွေကဒီကျေပြောလာတဲ့စကြဝဠာကြီးထဲမှာတယောက်တည်းပဲရှင်သန်နေကြတာလားဒါမှမဟုတ်ကျမတို့ထက်ပုံမအစင်မြင့်နဲ့အသိဉာဏ်ရှိတက်ရှိတွေဂျိုသားတွေဆိုတာတကယ်ပဲရှိနေရလားဒါကကဘာဦးကာလကလေးကလူသားတွေတည်ကျင်တဲ့အကြီးမားဆုံးဗဟေဒီတစ်ခုပါပဲဒီနေ့မှာတော့ဒီမေကွန်းတွေအတွက်အဖြေတစ်ခုရလာနိုင်မယ်ဒီကဘာလုံးကိုတုံ့လို့သွားစေမယ့်သတင်းတစ်ခုတင်ဆက်ပေးပါမယ်အဲ့ဒါကတော့အမေရိကန်သမ္မတဟောင်းဘာရက်စ်အိုဘားမားကိုရိုင်းကအမေရိကန်အစိုးရဆယ်စုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့ဂျိုသားတွေနဲ့ပတ်သက်တဲ့လှည့်ဝက်ချက်တွေကို BBC ရုပ်သံလိုင်းနဲ့အင်တာဗျူးမှာဖွင့်ချလိုက်ပါတယ်လူသားတွေဟာကောင်းကင်ယံကိုကြည့်ပြီးတော့ဂျိုသားဆိုတာတကယ်ရှိတာလားဆိုတာကိုအမြဲတမ်းညှင်းခုန်ခဲ့ကြပါတယ်။သိပ္ပံပညာရှင်တွေကတော့စကြဝဠာရဲ့ကျေပြောမှုအရကျမတို့လိုပဲသက်ရှိတွေတခြားနေရာမှာရှိနေဖို့ရာဂိုင်နှုန်းတော်တော်များတယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်စုပ်လက်ကင်ပြနိုင်တဲ့အထောက်အထားကိုတော့အစိုးရတွေကဘယ်တော့မှထုတ်မပြောပါဘူး။နှစ်ပေါင်းများစွာထွက်ပေါ်နေတဲ့ကောလာဟလသတင်းတွေအရအမေရိကန်အစိုးရကဂျိုသားတွေနဲ့လျှို့ဝှက်ဆက်သွယ်ရှိနေုံတည်းမကပဲသူတို့စီကနေအစင်းမြင့်နည်းပညာတွေကိုဝါရရှိထားတယ်လို့ဆိုပါတယ်။အထူးသဖြင့်အမေရိကန်ပြည်ထောင်စုနီဗာဒါသဲကန်နာယာတွေက Area 51ဆိုတဲ့စစ်ဘက်ဆိုင်ရာနယ်မြေကဂျိုသားတွေရဲ့ UFO တွေကိုစမ်းသပ်နေတဲ့နေရာဖြစ်တယ်လို့ကမ္ဘာတလွှားကယုံကြည်နေကြတာပါ။အခုတော့ဒီလျှို့ဝှက်ချက်တွေကအမှောင်တွေကနေအလင်းတွေကိုရောက်လာပါပြီ။ BBC နဲ့အင်တာဗျူးမှာအိုဘားမားကသူသမ္မတတာဝန်ယူစဉ်ကာလတော်ကအစိုးရရဲ့လျှို့ဝှက်ဖိုင်တွေကိုစစ်ဆေးခဲ့ကြောင်းပြောခဲ့ပါတယ်။သူကကျွန်တော်သမ္မတဖြစ်ခါစားမှာပထမဆုံးမေးခဲ့တဲ့မိကွန်းကဂျိုသားတွေရဲ့ထောက်ထားနဲ့ပြန်လွှားရင်တွေရှိတဲ့နေရာဘယ်မှာလဲဆိုတာပဲလို့ရင်မောပြီးတော့ပြောခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာအလေးနဲ့ထားပြီးတော့အခုလိုဆိုပါတယ်။တကယ်တော့မှတော့ကျွန်တော်တို့ကောင်းကင်ယံမှာရှိနေတဲ့အရာဝတ္ထုတွေရဲ့မှတ်တမ်းတွေနဲ့ဗီဒီယိုတွေရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတာကျွန်တော်တို့တိတိကျကျမသိရသေးပါဘူး။သူတို့ရဲ့ရွေးလျားပုံတွေသူတို့ရဲ့ပြန်တမ်းမှုပုံစံတွေကကျွန်တော်တို့လက်ရှိပိုင်ဆိုင်ထားတဲ့ယူဘဗေဒနည်းဥပဒေနဲ့ဘယ်လိုမှရှင်းပြလို့မရနိုင်တဲ့အနေအထားမှာရှိပါတယ်လို့ဆိုပါတယ်။ဒါကအမေရိကန်သမ္မတဟောင်းတယောက်အနေနဲ့ဂျိုသားရင်တွေရှိနေကြောင်းပထမဆုံးအကြိမ်တရားဝင်ဝန်ခံလိုက်တာပါ။အိုဘားမားရဲ့ပြောကြားချက်အရအမေရိကန်အစိုးရဟာဒီသတင်းအချက်အလက်တွေကိုကမ္ဘာကိုဖုံးကွယ်ထားခဲ့တာဟာလူထုအတွင်းထိတ်လန့်တုန်လှုပ်မှုတွေမဖြစ်စေချင်လို့ပါအကယ်၍ကျမတို့ထက်အစာပေါင်းများစွာတာလွန်တဲ့နေပညာရှိတဲ့ဂျိုသားတွေရှိနေကြောင်းကမ္ဘာကတည်သွားခဲ့ရင်လက်ရှိနေနေတဲ့ဘာသာရေးနိုင်ငံရေးနဲ့လူမှုရေးစံနှုန်းတွေအလုံးပြိုလဲသွားနိုင်ပါတယ်ဒါပေမဲ့အခုလိုအစင်းမြင့်နေပညာတွေထွန်းကားလာတဲ့2026ခုနှစ်မှာတော့ဒီအမှန်တရားတွေကိုထာဝရဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့ပါဘူးအိုဘားမားရဲ့ဒီဖွင့်ချက်ချက်ကနာဂတ်မှာဂျိုသားတွေနဲ့ပတ်သက်တဲ့ပုံမခိုင်မာတဲ့အထောက်အထားတွေထွက်ပေါ်လာဖို့အတွက်အလန်းစားတစ်ခုဖြစ်ပါတယ်။စကြဝဠာကြီးထဲမှာကျမတို့တယောက်တည်းမဟုတ်ဘူးဆိုတာပို့ပြီးတော့ထင်ရှားလာနေပါတယ်။ Area 51ရဲ့လျှို့ဝှက်ချက်တွေနဲ့ဂျိုသားတွေရဲ့နည်းပညာတွေဟာကျမတို့ရဲ့အနာဂတ်ကမ္ဘာကြီးကိုဘယ်လိုပြောင်းလဲပြစ်မလဲဆိုတာစိတ်ဝင်စားစရာအကောင်းဆုံးပါပဲ။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ရောသမ္မတဟောင်းအိုဘားမားရဲ့ဒီလိုဖွင့်ချချက်တွေအပေါ်ဘယ်လိုထင်မြင်မိပါသလဲ။ဂျိုသားတွေဟာတကယ်ပဲကမ္ဘာမြေကိုလာရောက်လေပတ်နေရလို့ယုံကြည်ပါသလားပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်